လုပ်ခဲတာတော့ဘယ်လိုပြောရလဲအဆက်အသွယ်ပြတ်နေတဲ့သူတွေအတွက်တစ်ဖက်လူကိုပြောချင်နေတဲ့စကားပေါ့နော်တစ်ဖက်သူကိုပါပြောချင်တယ်တစ်ဖက်လူကိုပါပြောချင်တယ်ဟုတ်အဲ့ဒါပဲနေသူကိုစောင့်နေတယ်တဲ့အဲ့တော့ဒါလေးပေါ့သူကိုစောင့်နေပါရဲ့connection အသိလားကိုနဲ့အိုးကြည့်ကျမမပြောဘူးကျမပြောရင်တင်တော့ကိုမျောလင်းချက်လေပေးတော့မှကြောက်လို့မပြောတော့ဘူးတီဟာကြလာတယ်တော့အဲ့ဒါလောက်ဝကိုတေချာတော့ဒီတစ်ဖက်လူကကိုစောင့်နေတယ်ကိုနဲ့ပြန်အဆင်ပြေဖို့အတွက်စောင့်နေပါတယ်ရှင်ကိုနဲ့ပြန်တွဲချင်တယ်ဘယ်လိုပြောရမလဲအခြေအနေအသေးလေးပြန်သွားချင်တယ်ပေါ့နော်ကြည့်ဒီမှာ just energy နဲ့ကိုပဲသူပဲမျှတအရင်လိုပြန်ဖြစ်ချင်တယ်ပြန်အဆင်ပြေချင်တယ်ပြန်လာချင်တယ်ဒါပေမဲ့သူပြန်လာဆက်တွယ်မလားဆိုတော့မရဲတရဲပေါ့နော်ဒါပေမဲ့သူကိုတေချာပေါက်စောင့်နေပါတယ်ကိုကအခြေအနေအသေးလေးသွားချင်နေတယ်